အားလုံးမင်္ဂလာပါကိုဒီစားပါအဲ့တော့ stock share ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဒီနေ့ analysis လုပ်ပြီးနှစ်မျိုးကိုပြောပြမယ်တစ်ခုက fundamental analysis နောက်တစ်ခုက technical analysis အဲ့တော့ fundamental analysis ဆိုတာဘာလဲပေါ့ fundamental analysis ဆိုတာကဒီ company ရဲ့တကယ်ပကတိအရှိတရားကိုကျွန်တော်လေ့လာဒီ company ကအကျွေးတွေများနေလားရောင်းအားကောင်းလားအနာဂတ်မှာတိုးတက်မှုရှိလားအမြတ်ဆုံးအများကြီးရရလားဒါကိုဆုံးဖြတ်တာအဲ့တော့ဘာတွေကိုကြည့်ပြီးဆုံးဖြတ်လဲဆိုတော့ company တွေဒီ stock exchange မှာစရင်ဝင်လိုက်ပြီးဆိုရင်မဖြစ်မနေဒီသူတို့ရဲ့ဘဏ္ဍာရေးရှင်းတန်းတွေကိုထုတ်ပြန်ရတယ်အဲ့တော့ကျွန်တော်တို့ကသူတို့ရဲ့ဘဏ္ဍာရေးရှင်းတန်းတွေကိုလေ့လာပြီးတော့မှဒီ company ကအကျွေးတအားများတယ်မကြခင်ထေဝါရီခံရတော့မဲ့ company အဲစသဖြင့်ပေါ့ဒါကျွန်တော်တို့က analysis လုပ်ပြီးတုံးတက်တယ်ဒီ company ကတော့အမြတ်ဆုံးနေများတစ်နှစ်ဇက်တိုက်ကိုမြတ်နေတယ်သူ့ရဲ့ assets တွေပိုင်ဆိုင်မှုတွေရတယ်တစ်နှစ်တိုးပွားလာနေပါလားအဲဒါဆိုဒီ company မှာတို့ရေရှည်ရင်းနှီးမြှုပ်နှံရင်တော့အကျိုးမြတ်တွေအများကြီးရနိုင်တယ်တဘီတန်လို့ခေါ်တဲ့အမြတ်ဝေစုတွေလည်းရနိုင်တယ်ဒါဆိုဒီလိုကုမ္ပဏီမှာတို့ရင်းနှီးမြှုပ်နှံမယ်ဒါမျိုးဆုံးဖြတ်တာကိုကျွန်တော်တို့က fundamental analysis လို့ခေါ်တယ်ပြီးတော့ဒါပဲလားဆိုတော့မဟုတ်ဘူးကျွန်တော်ခုနကပြောတာကုမ္ပဏီရဲ့ internet ပြီးတော့ external ဆိုတာရှိသေးတယ်ကျွန်တော်တို့လေ့လာနေတဲ့ကုမ္ပဏီကဟုတ်ပြီတစ်နှစ်အမြတ်ဆုံးနဲ့များတယ်ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်ကုမ္ပဏီကတူထပ်ပို့ပြီးအမြတ်ဆုံးများနေတယ်ဒါဆို external ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ external ပါလေ့လာတယ်ပြီးတော့နိုင်ငံရေးစီးပွားရေးအခြေအနေတွေပါကျွန်တော်တို့လေ့လာတယ်ဟုတ်ကျွန်တော်က stock ဝယ်မဲ့အချိန်မှာစစ်တီးကဝုန်းတိုင်းဖြစ်နေတယ်ဒါမျိုးဆိုရင်တော့ကျွန်တော်ကအဆင်ပြေ stock ဈေးကကျနိုင်တယ်ဒါမျိုးပေါ့နိုင်ငံရေးအပြောင်းလဲတွေရှိလားနော်စီးပွားရေးကလုံးဝအကျဘက်ကိုရောက်နေသလားငွေကြေးဖောင်းပွားမှုတွေအရင်များတက်နေသလားအစတစ်ဖြစ်ပေါ့အဲ့ဒီလိုကဏ္ဍပေါင်းစုံနဲ့ကျွန်တော်တို့ကလေ့လာတယ်ဒါတော့ကျွန်တော်က external ထပ်လေ့လာတယ်လို့ခေါ်တယ်အဲ့တော့တကယ်အကျိုးမြတ်ရှာဝါနိုင်တဲ့သူတွေက investor တွေများပါတယ်နောက်ပြီးတော့ဒီ fundamental analysis ဆိုတာကကျွန်တော်တို့ဒီ corporate finance ပေါ့နော် financial management ကိုကျွမ်းကျင်ရှိတဲ့လူတွေလောက်ပဲ analysis လုပ်နိုင်တာပေါ့နော်အဲ့တော့fundamental analysis ပညာရက်ကတကယ်အကျိုးရှိပါတယ်ကိုက stock share ဝယ်ဖို့အတွက်ပဲမဟုတ်ကိုကုမ္ပဏီကိုယ်တိုင် financial planning လုပ်မယ်ကိုကုမ္ပဏီကိုဒီထက်မကပိုပြီးတိုးတက်အောင်လုပ်မယ်ဒါဆိုလည်းလေ့လာထားတဲ့ပညာရက်ပါဘာဖြစ်လို့ဆိုတော့သူများကုမ္ပဏီက stock တွေကိုဝယ်ဖို့ခဏမေးလိုက်အောင်ကိုကုမ္ပဏီကိုပဲကိုတိုးတက်အောင်လုပ်ဖို့ဆိုရင်ဒီပညာရက်ကအင်မတန်မှအရေးကြီးတဲ့ပညာရက်ဖြစ်ပါတယ်ကဲ US stock တွေခဏထားလိုက်မြန်မာနိုင်ငံက stock တွေပဲဝယ်မလားဒီ fundamental analysis ကအင်မတန်မှအရေးပါပါတယ်ဟုတ်ပြီ SME လုပ်ငန်းတစ်ခုမှာကိုက share တော့ထည့်မှာဒါဆိုလည်းကျွန်တော်တို့ကဒီ fundamental analysis ကိုကျွမ်းကျင်နေတယ်ဆိုရင်သူတို့ရဲ့ balance sheet တွေ profit and loss statement တွေကိုကျွန်တော်တို့ကကြည့်ပြီးတော့ယင်းနှိမ့်နှံကိုတင်လားမတင်လားအဆုံးဖြတ်နိုင်ပါတယ်เนาะ okay ဒါက fundamental analysis အကြောင်းเนาะအဲ့တော့နောက်တစ်ခါကျတော့ technical analysis ကတော့ဒီကနေ့ကျွန်တော်တို့ line ပေါ်မှာအတွေ့ရများတဲ့ဒီ chart တွေပေါ့เนาะအဲ့ဒါတွေကိုလေ့လာတဲ့ပညာရပ်ပါအခုတော်တော်များများ line ပေါ်မှာတင်ကြတယ် support level ကဘယ်လောက်ရှိသွားပြီလို့ resistance ကဘယ်လောက်ရှိသွားပြီလို့ဘယ်ကိုဖောက်ရင်ပါဖြစ်မယ်လို့ဘယ်ကိုဆင်းရင်ပါဖြစ်မယ်ပေါ့သူကကျွန်တော်ခုနပြောခဲ့တဲ့ company ရဲ့ပကတိအရှိတရားကိုလေ့လာတာမဟုတ်တော့ခုနကျွန်တော်ပြောခဲ့တဲ့အချက်လက်တွေအားလုံးဒီ chat ပေါ်မှာလာပြီးတော့ထင်ဟပ်နေပြီးသားပေါ့အဲ့ဒါကြောင့်fundamental analysis အပိုင်းတွေတော့တိတ်စဉ်းစားကြမလို့တော့ technical analysis မှာလာပြီးတော့လေ့လာလိုက်ရင်ဒီ company ရဲ့ဈေးအတက်ကြကိုခံမှန်းနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒါတွေက short term ပေါ့နော် trader တွေအသုံးများပါတယ် trader ဆိုတာရေရှည်ကင်ထားတာတော့မဟုတ်ဘူးပေါ့နော်အကျိုးအမြတ်ကိုမြန်ရှာမြန်ထွက်ပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့ကျွန်တော်လေ့လာကြည့်တော့ကျွန်တော်အတွေ့အကြုံရအောင်ပေါ့နော်လေ့လာကြည့်တော့တကယ်အလုပ်ဖြစ်တာက fundamental analysis ကပဲအလုပ်ဖြစ်သွားတယ်တကယ်ရေရှည်မှာအောင်မြင်သွားတဲ့လူတွေကလည်း investor တွေများပါတယ်trader တော်တော်များများကတော့ရရင်လည်းတကယ်ဘောလုံးပွဲလောင်းသလိုပဲဝုန်းနဲ့ရတယ် screenshot တွေဘလူပြန်သွားတယ်အရမ်းမြက်တယ်ပြီးနောက်မကြဘူးပျောက်သွားပြန်တယ်ဒါမျိုးတွေကျွန်တော်ခဏတွေ့ရတယ်ပေါ့နော်အဲ့တော့ရင်ခုန်စိတ်လှုပ်ရှားခြင်းတော့ technical analysis အသုံးပြုတဲ့ trading ဘိုင်းကိုတွားပေါ့နော်ဒါပေမဲ့ပုံမှန်လေးပဲစိတ်ရှိရှိနဲ့တွားမယ်အကျိုးမြတ်တစ်ခုပဲယူခြင်းနဲ့ဆိုရင်တော့ fundamental analysis ဘက်ကိုတွားပေါ့ Warren Buffett တို့လိုပုံကိုကြီးတွေဆိုရင်ဒါ fundamental analysis ကိုအဓိကအသုံးပြုပြီးတော့သူတို့တကယ်ကမ္ဘာအချမ်းသာဆုံးပုံကိုစီးရင်ဝင်လာတဲ့လူတွေဖြစ်ပါတယ်အဲ့တော့ဒီမှာပြောချင်တာကကျွန်တော်တို့ဒီ technical analysis ကလူတွေကိုလည်းပုတ်ခတ်တာမဟုတ်ဘူးလို့ fundamental analysis ကလူတွေကိုလည်းကျွန်တော်ဘယ်လိုပြောမလဲညှောက်ပင်ပြီးပြောဆိုနေတာမဟုတ်ပါဘူးတကယ်လက်တွေ့ပကတိအရှိတရားတစ်ခုကိုပြောပြနေတာပါဘာဖြစ်လို့လဲဆိုတော့ stock share ဒီ crypto တို့ gold တို့လိုမျိုးမဟုတ်ပါဘူးဘာဖြစ်လို့ဆိုကုမ္ပဏီပါ
ကုမ္ပဏီကို analysis လုပ်ရတာပါကုမ္ပဏီမှာလုပ်အားရှိတယ်သူတို့စူးစမ်းရင်စူးစမ်းသူတို့ group ဖြစ်နိုင်တဲ့စွမ်းဆောင်ရည်တွေရှိပါတယ်เนาะဒါကြောင့်မို့အဲ့တော့တစ်ခါကြရင်ကျွန်တော်တို့ technical analysis မှာထောင်တက်အဲ့တော့ကြည့်တတ်တဲ့လူတွေ Zoom ဆိုတဲ့ software ကိုပတ်ကြည့်ပါเนาะ Zoom ဆိုတဲ့ software အားလုံးသိမှာပါ Zoom ဆိုတဲ့ software เนาะအဲ့တော့ Zoom software ကုမ္ပဏီဒီကျွန်တော်မှတ်မိတဲ့လောက်တော့ဟိုလောက်ဒေါ်လာ900လောက်ထိလာမသိဘူးဈေးတက်တက်သွားတယ် technical analysis ရဲ့အယူအဆဆိုရင်ဒါဘာဖြစ်မလဲဆိုတော့အဲ့လောက်ဈေးတက်တယ်ဆိုရင်ဒါ trend ပေါ့ငါ trend တိုင်းလိုက်မယ်ဆိုပြီးတော့သူက live ဝယ်ကြမှာပဲအဲ့ live ဝယ်ရင်းနဲ့ပေါ့နော်အဲ့တော့ဒေါ်လာတစ်ဖြည်းဖြည်းနဲ့900လောက်ထိဖြစ်သွား900ဖြစ်ပြီးတဲ့ခါမှာဘူပေါင်းပေါက်ဒါပေမဲ့ fundamental analysis တမားတွေကသိတယ် PE ratio တစ်ခုတည်းပဲ PE ratio ကြောင့်သိချင်ရင် comment မှာစိတ်ဝင်စားတယ်လို့ရေးခဲ့ပါကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးပြောပြပါမယ်တခြား ratio တွေဘာမှမကြည့်သေးဘူး price to earning လို့ခေါ်တဲ့ PE ratio တစ်ခုပဲကြည့်လိုက်တာကြောက်စရာထောင်ကနန်းဖြစ်ဒီ fundamental analysis တမိုင်းတယောက်မှမဝယ်ဒါပေမဲ့အဲ့ချိန်မှာပေါ့နော်ဟိုရေတိုလေးပဲလိုက်မယ်ဆိုပြီးတော့ technical analysis တမှာပေါ့နော်ဒီ trend တမတွေကဝယ်တယ်မြတ်တော့ပိတ်လိုက်တယ်ထပ်တက်တယ်ထပ်တက်တော့ထပ်ဝယ်တယ်ပိတ်လိုက်တယ်အဲတဖြည်းဖြည်းနဲ့အမဟုတ်အပေါ်ဆုံးကကြံခဲ့ဈေးတိုင်းတက်လာပြီးတော့မှဝုန်းနဲ့ထိုးကြတဲ့အခါမှာတို့ကြံခဲ့ကဲတခါအဲ့မှာ support level ဆိုပြီးတော့တို့ထပ်ဆောက်တဲ့အခါမှာဒေါ်လာ900တန် store ပဲခဏစဉ်းစားကြည့်ဒေါ်လာ300လောက်ထိကျသွားပြီဆိုရင်ရွှေလိုမဟုတ်နော်ဒါ store တမိုင်းဆိုသိတယ် support level 1 2 3လောက်ထိကျလာပြီဒါဆိုဈေးတန်ပြီလို့သူကယူဆတာဒါပေမဲ့ကျွန်တော် fundamental analysis တမားတွေကတွက်ကြည့်လိုက်တဲ့အခါမှာမဟုတ်သေးဘူးပေါက်ရဈေးနှုန်းကြီးဘူပေါင်းကထပ်ပေါက်အောင်လားဆိုပြီးတော့အခုဆိုရင် Zoom software ကဒေါ်လာ90 80အဲ့ဝင်းကျင်လောက်ပဲရှိတော့ဒေါ်လာ900ကိုပြန်ရောက်မယ်လို့ညှော်လင့်နေတဲ့လူတွေကရှိသေးတယ်ဒေါ်လာ300မှာအခုထက်ထိကင်ပြီးတော့ငုတ်တုတ်မေ့နေတဲ့ investor တွေလည်းရှိသေးတယ်တချို့ investor တွေကြတော့ဗျာဟို trader တွေမဟုတ် trader တွေကကြတော့သူ stock lot တွေပါပြီးထားပြီးတော့သူတို့ကအဲ့ချိန်မှာတော့ဒီ stock ကသူ့လက်ထဲမှာရှိချင်မှရှိတော့တယ်ဒါပေမဲ့တချို့ investor တွေကြတော့ fundamental analysis လည်းမသိဘူး technical analysis လည်းမသိဘူးသူများကဝယ်အလားလာရှိတယ်ဝုန်းဒီနေ့ space age လိုမျိုးပေါ့ဗျာ Elon Musk space age လိုမျိုးပေါ့သူလည်းဘူပေါင်းပေါက်ပြီးလို့ထင်တာပဲဒါပေမဲ့ကျွန်တော်စဝယ်ကြတဲ့ဟိုကြည့်ကိုမကြည့်ဘူးပေါ့နော်လေ့လည်းမလေ့လာထားဘူးနောက်အားလည်းရတဲ့ရမှာကျွန်တော်လေ့လာပြီးတော့ review လုပ်ပြီးပါအောင်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒေါ်လာ300လောက်ဒေါ်လာ900လောက်တက်ထားတဲ့ stock ဒေါ်လာ300လောက်ရောက်တယ်ရောက်တအားတန်တယ်ဆိုပြီးခြင်ထားတဲ့လူတွေဟိုတည်းဒီနှစ်တော်တော်ကြာနေပြီနော်3-4နှစ်မကတော့နှစ်တော်တော်ကြာနေပြီရှင်းပြရင်ပိုက်ပေါ်မိနေတဲ့ investor တွေအများကြီးပဲပေါ့နော်အဲ့တော့အရှုံးခံပြီးထုတ်ရောင်းလိုက်မှာပဲအဆင်ပြေမှာတခါကျရင်ကျွန်တော်တို့ကဟို line ပေါ်မှာတွေ့နေရတဲ့ဟာစိတ်ရှိထားပါဝယ်ပါဟုတ်လားစိတ်ရှိထားပါဝယ်ပါဆိုတာခုနလိုမျိုး zone လို့ software နောက် PayPal ဆိုတာရှိသေးတယ် PayPal ကတော့အားလုံးသိမှာပါ PayPal လို့ကုမ္ပဏီတွေကိုကျွန်တော်တို့ကဝယ်ပြီး invest လုပ်ထားတဲ့လူတွေဒီချိန်မှာကွဲပြီရေရှည်တော့ကြိုက်လို့မရအောင်တချို့ဟာတွေကဖတ်တွေ့ထားလို့မရအောင်ကို analysis လုပ်တော့ကတော့ဟုတ်ကောင်းဟုတ်လိမ့်မယ်နော်အဲ့ဒီအချိန်8ကတော့ဝယ်ပါဆိုပြီးတော့တအား trend ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တကယ်လက်တွေ့မှာ analysis ပြန်လုပ်လိုက်တဲ့အခါမှာအရင်ကလိုမဖြစ်တော့ဘူးဆိုရင်အဲ့ဒါတွေကိုဖတ်တွေ့မထားပါနဲ့တော့အကုန်လုံးရောင်းထုတ်ပြီးတော့ဒီထက်ပိုကောင်းတဲ့ဟာကိုကျွန်တော်တို့ရှာဖွေလို့ရပါတယ် US dollar တွေဆိုအများကြီးရှာဖွေလို့ရတယ်ပေါ့နော်ဒါလေးပြောပြတာပါအဲ့တော့မြန်မာနိုင်ငံ stock တွေကို fundamental analysis လုပ်လို့ရဆိုရတယ် financial statement တွေကိုဖတ်ပြီးတော့ဒါပေမဲ့တစ်ခုတော့ရှိတယ် US stock တွေကြတော့ဗျာကျွန်တော်လိုချင်တာတွေအကုန်လုံး auto တွက်ထုတ်ပြီးတာအမှကျွန်တော် PE ratio လိုချင်တယ် PB ratio လိုချင်တယ် website တွေကိုဝင်ကြည့်လိုက်အကုန်တွက်ပြီးတာအဲ့မြန်မာနိုင်ငံ stock တွေကတော့နည်းနည်းခက်တယ်ဘာဖြစ်လို့လဲဆိုတော့အသေးစိတ် detail သိနေမှရမယ်အဲ့တော့ဘာလို့ရလဲတို့ထုတ်ပြန်တဲ့ financial statement တွေဖတ်ဟုတ်ပြီ asset ကဘယ်လောက်နော် liability ကဘယ်လောက်ဒါတွေကိုကျွန်တော်တို့အသေးစိတ်တွက်ကြတယ်ပြီးတော့မှ ratio တွေပြန်တွက်ကြတယ်ဗျာအဲ့တော့နည်းနည်းတော့အချိန်ပေးရတယ်မြန်မာနိုင်ငံ store ကဒါပေမဲ့တစ်ခုတော့ရှိတယ်မြန်မာနိုင်ငံက store တွေကဒီ YFH မှာဟိုစိတ်ရင်းဝင်လာတဲ့ကုမ္ပဏီတွေကလက်ချိုးယူလို့ရတယ်အဲ့တော့ကျွန်တော်တို့ကုမ္ပဏီအများကြီး analysis လုပ်စရာမလိုဘူးUS store တွေကအဲ့လိုဆိုတော့သိပြီပေါ့နော်ဒါပေမဲ့ပြဿနာကမရှိဘူး US store တွေက analysis ကိုသူက auto လုပ်ထားပြီးသားပေါ့နော်ကျွန်တော် website ထဲဝင်ကြည့်လိုက်တာနဲ့ website တွေက auto တွက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့အများကြီးတက်တာတယ်နောက်တစ်ခု technical analysis မြန်မာနိုင်ငံက store တွေကို technical analysis တော့လုပ်လိုက်ယူရလိမ့်မယ်ဘာဖြစ်လို့ candlestick တွေပါပြီးတော့ပေါ်မှာမဟုတ်ဘူး RSI လို့ပါပြီးတော့ထည့်လို့လည်းမရဘူးပေါ့နော်အဲ့တော့ညာတော့အဖြစ်တော့မြန်မာနိုင်ငံက store တွေကိုဝယ်မယ်ဆိုရင်ကျွန်တော်တို့ trading ပုံစံထက် investment ပုံစံလုပ်ပါပြီးတော့ fundamental analysis ကိုကျွမ်းကျင်နားလည်အောင်လုပ်ပါဒီ fundamental analysis ပညာရက်ကို
ကျွမ်းကျင်ခြင်းဒီကိုယ်တိုင်စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင်တော့မှအဆင်ပြေပါတယ်เนาะဒီ fundamental analysis ဆိုတာဒီ financial management ပေါ့เนาะ financial management ကိုလေ့လာတဲ့ပညာရပ်ပါပဲเนาะအဲ့ထဲမှာပါပါတယ်ကျွန်တော်ဆိုရဲဒါ MBA တိုင်းထဲမှာ corporate finance ဆိုတဲ့ဘာသာရပ်ကိုလေ့လာရင်းနဲ့မှာစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးတော့ကျွန်တော်လုပ်ငန်းအတွက်ကျွန်တော်လေ့လာရင်းနဲ့မှာဘယ်ကိုရောက်လာလဲဆိုတော့ဒီ Yangon Stock Exchange ကိုရောက်လာတယ်ပြီးတော့မှကျွန်တော် US Stock တွေပဲကိုရောက်လာတာဖြစ်ပါတယ်အဲ့တော့ဒါတွေကမျှဝေပေးခြင်းတက်တာပါโอเคအဲ့တော့ဒီ US Stock တွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်မြန်မာနိုင်ငံက Stock တွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြား SME လုပ်ငန်းတွေမှာ share ထည့်တင်မထည့်တင်ဆုံးဖြတ်တာဒါမှမဟုတ်ကိုယ်စီးပွားရေးလုပ်ငန်းအတွက်ပဲဖြစ်ဖြစ်ဒီ fundamental analysis ပညာရပ်ကိုပြီးတော့ technical analysis ပညာရပ်ကိုလေ့လာခြင်းတဲ့တွေအတွက်ကျွန်တော် online သင်တန်းလေးဖွင့်ထားပါတယ်စိတ်ဝင်စားရင် message မှာလာပြီးတော့စုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်